အချစ်ဦးနဲ့လန်ခွဲခဲ့ရလို့ရင်ဘတ်ထဲမှာဟာတတာနဲ့ကြံရိတ်ခဲ့တဲ့မိန်းကလေးတယောက်အကြောင်းညနေခင်းရဲ့နေဝင်ရိုးကြီးအလင်းဖြော့ဖြော့ဟာအခန်းငယ်လေးတဲကိုတိုးဝင်လာတယ်။နင်းကတော့ပြင်းလေးပေါက်နားမှထိုင်ရင်အပြင်ကလှုပ်ရှားနေတဲ့လူအုပ်ကြီးကိုငေးကြည့်နေမိတယ်။သူမရဲ့လက်ထဲမှာတော့တစ်ချိန်ကသူနဲ့အတူတူရိုက်ခဲ့မှုတဲ့တပ်ပုံလေးတစ်ပုံဒီနေ့ကစပြီးငါတို့သစိမ်းတွေပဲနော်သူစီကထွက်လာတဲ့အဲ့ဒီစကားတစ်ခွန်းကနေရကဘာကြီးကိုခဏအချင်းရစ်တန့်သွားစေခဲ့တာပါတခါတလေကြတော့လေအချစ်ဆိုတာကပျော်ရွှင်စရာထက်နာကျင်မှုကိုပိုပေးတတ်မှန်သူမအခုမှကောင်းကောင်းနားလည်လိုက်ခဲ့တယ်သူမဖုန်းကိုဖွင့်ကြည့်လိုက်မိရဲ့အရင်ကဆိုဒီအချိန်ဆိုရင်ထမင်းစားပြီးပြီလားအလုံးမပင်မနေပြီလားဆိုတဲ့စာတိုလေးတွေရက်လာတတ်ပေမဲ့အခုတော့ notification နေရာမှာအလွတ်ကြီးပဲဖြစ်နေခဲ့ပြီနင်းသက်ပြင်းရှည်ကြီးတစ်ချက်ကိုရှာလိုက်မိရဲ့နင်းစဉ်းစားကြည့်ရဲ့ဘာလို့ဒီလောက်ထိနာကျင်နေရတာလဲဖြစ်နိုင်တာကသူမဟာသူ့ကိုသူမရဲ့နေ့စဉ်ဘဝထဲမှာတစ်စိတ်တစ်ပိုင်းတစ်ခုအနေနဲ့သတ်မှတ်ထားမိလို့ဖြစ်မှာပါအခုတော့အဲ့ဒီအစိတ်အပိုင်းလေးပြတ်ဆုံးသွားတဲ့အခါဘဝကဟန်ချက်ပြတ်သွားသလိုခံစားနေရတာပေါ့ဒါပေမဲ့နင်းကိုပြန်ပြောမိရဲ့မိုးရွာပြီးရင်ကောင်းကင်ကပြန်ကြည်လင်းလာမှာပဲတဲ့သူမတပုတ်လေးကိုစပွဲတင်အန်ဆဲတဲ့ထည့်လိုက်ပြီးတီတီချာချာပိတ်လိုက်တယ်မျက်ရည်တွေကိုတောက်လိုက်ပြီးမှန်ထဲမှာကိုမျက်နှာကိုပြန်ကြည့်မိတယ်မျက်ဝန်းတွေကหนีမြန်းနေပေမဲ့သူမယုံထွက်ဖို့ဆုံးဖြတ်လိုက်ပါပြီနင်းအခန်းတကားကိုဖွင့်ပြီးအပြင်ကိုထွက်လာခဲ့တယ်လမ်းမပေါ်ကလေအေးကသူမအပါပြင်းကိုလာထိတဲ့အခါစိတ်ထဲမှာနည်းနည်းတော့ပေါက်ပေါက်သွားသလိုပဲအတိတ်ကအနာကျင်မှုတွေကိုဒီအတိုင်းထားရခဲ့ဖို့အချိန်တန်ပြီလေမင်းမရှိလဲငါကဘာကဆက်လက်နေမှာပါလို့သူမစိတ်ထဲကနေခတ်တိုးတိုးရေရွရင်လူအုပ်ကြီးတွေကိုတိုးဝင်ပြောက်ခွဲသွားပါတော့တယ်